နာမည်ကြီးချိုရီ brand တစ်ခုရဲ့နောက်ကွယ်မှာဒီလိုတွေဖုံးကွယ်ထားခဲ့တယ်။လူတွေနှစ်စဉ်ပွားမှာတော့လမ်းဆက်မှုအတွက်အေးတောက်လေးရှိတတ်ကြပါတယ်။အဲ့ဒီလိုမျိုးအေးတောက်တဲ့သူတွေထဲမှာရခိုင်နဲ့တော်တော်များများကတော့နာမည်ကြီးပြီးသားတစိမ့်ရှိပြီးသားတွေကိုတောက်တတ်ကြပါတယ်နော်။ဒါကြောင့်မဲကုမ္ပဏီကြီးတွေကသူတို့ရဲ့အေးတွေကိုလူတွေဆွဲလန်းစေဖို့အတွက်ရောင်းအောင်ကောက်မှုအတွက်နောက်ကွယ်မှာနီလန်ပေါင်းစုံနဲ့ပြုလုပ်ထားကြပါတယ်။ဒီနေ့မှာတော့ကုမ္ပဏီရဲ့နာမည်ကြီး brand အေးတစ်ခုရဲ့နောက်ကွယ်ကအကြောင်းအရာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဂျော်ဂျီယာပြည်နယ်အတလန်တာမြို့ကတော့ကမ္ဘာကျော်ကိုကာကိုလာအချွေကိုမွေးထုတ်ပေးခဲ့တဲ့နေရာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ကိုကာကိုလာကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာအဓိကရုံးချုပ်ကြီးကလည်းအဲ့ဒီနေရာမှာပဲတည်ရှိတာဖြစ်ပါတယ်။ကမ္ဘာတဝန်းမှာကိုကာကိုလာကုမ္ပဏီအခွဲပေါင်းများစွာရှိပြီးတော့ဝန်ထမ်းပေါင်း9သိန်းကျော်ကိုခန့်တာဝန်ပေးထားတာပဲဖြစ်ပါတယ်။အခုချိန်မှာဒီလိုအောင်မြင်တဲ့လုပ်ငန်းစုကြီးတစ်ခုဖြစ်လာခဲ့ပြီးမြဲကိုကာကိုလာရဲ့အစပိုင်းမှာကိုကာကိုလာဟာအချွေမဟုတ်ခဲ့ပဲစိတ်တမျိုးဖြစ်စတင်ခဲ့တာပါရှင်။ပြီးတော့ကိုကိန်းပါဝင်တဲ့ဆွဲချက်တွေကြောင့်ကုမ္ပဏီပြက်လို့နေပါဖြစ်ခဲ့သေးပါတယ်။နောက်တစ်ပိုင်းအကြောင်းတွေကိုဆက်ပြီးတော့မပြောသေးခင်မှာဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်နေတဲ့ကျမတို့ရဲ့ channel လေးကို like and follow လေးလုပ်ခဲ့ပြီးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ကမ္ဘာနံပါတ်1အချိုးဖြစ်လာမယ့်ကိုကာကိုလာကို1886ခုနှစ်မေလ10ရက်နေ့မှာဒေါက်တာဂျွန်ပန်ဘာတန်ဆိုတဲ့ဓာတုဗေဒပညာရှင်တယောက်ကစတင်ဖန်တီးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကအချိုးရဲ့နာမည်ကကိုကာကိုလာမဟုတ်ခဲ့သေးပါဘူး။အဲ့ဒီအချိုးကိုတော့ French wine of Coca လို့အမည်ပေးခဲ့ပါတယ်။အယုံကြောယောဂဘိုင်နာခေါင်းကိုက်စိတ်ပြမနွမ်းနေတာကနေလိမ်မိုင်းဆိုင်ရာပြဿနာတွေအထိကဏ္ဍအစုံယောဂပြအစုံကိုဒီ Fresh Wine of Coca ကတက်တာပြောင်းကင်းစေတယ်လို့လူတွေကအမှတ်ယူခဲ့ကြပါတယ်။ဒါကြောင့်ကမ္ဘာအနှံ့မှာကိုကာရဲ့ကောင်းသတင်းကနေရာယူနိုင်ခဲ့ပါတယ်ရှင်။အဲ့ဒီခေတ်ကသတင်းစာတွေမှာဒီစိတ်အကြောင်းကအဓိကသတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Fresh Wine of Coca မှာ cocaine ပါဝင်တဲ့ဆိုတဲ့သတင်းတွေကထွက်လာပါတော့တယ်။ဒေါက်တာဂျွန်ပတ်ဘတန်ဟာဆိုရင်တော့သူရဲ့စမ်းသပ်ခန်းထဲမှာအချိန်တစ်ခုကြာစူးစမ်းခဲ့ပြီးတဲ့နောက်မှာစိတ်ကိုအချို့ဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။မူလ French wine of Coca တဲ့ကိုတကြားပမာဏအနေထားတစ်ခုထပ်တိုးပေါင်းပြီးတော့ wine ထဲမှာပါတဲ့ alcohol ကိုဖယ်ထုတ်လိုက်တာပါရှင်။ဒီအချိုကကိုကာကိုလာဖြစ်လာစေမဲ့ပထမဆုံးခြေလှမ်းမှာခေဆက်ဆက်ဒီ cocaine ကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းတွေမကြာခဏထွက်ခဲ့ပြီးမြဲကုမ္ပဏီဘက်ကနေသူတို့ရဲ့ကိုကာကိုလာအချိုထဲမှာ cocaine တက်လုံးဝမထည့်သွင်းထားကြောင်းအခိုင်အမာညင်းဆိုခဲ့ပါတယ်။ကိုကာကိုလာအချိုကိုဒေါက်တာဂျွန်ပပတန်ကတီထွင်ခဲ့ပြီးမြဲအဲ့ဒီကိုကာကိုလာဆိုတဲ့နာမည်ကိုတော့ဒေါက်တာဂျွန်ပပတန်ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့စရင်ကိုင် Fred Robinson ဆိုတဲ့လူကဖန်တီးပေးခဲ့တာပါ။အချိုရည်ထဲမှာအဓိကပါဝင်တဲ့ကိုကာအရွက်နဲ့ကဖေးတက်ကိုရရှိစေတဲ့ကိုလာအသီးတို့ကိုအဆွဲပြုပြီးတော့ကိုကာကိုလာလို့စဖြစ်လာခဲ့တာပါစိတ်မကောင်းစရာတစ်ခုကတော့ကိုကာကိုလာရဲ့ပဲ့ကိုင်ရှင်ဒေါက်တာဂျွန်ပါပတန်ဟာဆိုရင်တော့သူ့ရဲ့အချိုရည်လုပ်ငန်းလေးအောင်မြင်လာတာကိုမမြင်လိုက်ရပါဘူးဒေါက်တာဂျွန်ပါပတန်ကွန်လွန်ပြီးတဲ့နောက်ပိုင်ရှင်အသစ်တစ်ယောက်ပြောင်းလဲသွားခဲ့ပါတယ်ASA ကန်တလာဆိုတဲ့ပိုင်ရှင်တွေကကိုကာကိုလာကိုတစ်ကမ္ဘာလုံးမှာနာမည်ကြီးလာအောင်မြေတောင်မြောက်ပေးနိုင်ခဲ့ပါတယ်။ ASA ကန်တလာကကိုကာကိုလာကုမ္ပဏီကို1890ခုနှစ်မှာလက်လွှဲယူခဲ့ပါတယ်။ကိုကာကိုလာရဲ့ဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက်ပထမဆုံးသူလုပ်ခဲ့တဲ့အရာတွေကတော့ကြော်ညာတွေပဲဖြစ်ပါတယ်။ဒီလိုကြော်ညာဖို့ကိုအားစိုက်လိုက်တဲ့အတွက်ကိုကာကိုလာတစ်စိမ့်ပါတဲ့ပြက်ကလေးအိတ်ဆောင်အလှကြည့်မှန်ပတ်စံအိတ်စတဲ့လူသုံးကုန်ပစ္စည်းတွေမှာပါကိုကာကိုလာ brand ကနေရာယူခဲ့ပါတယ်။ ASA ကန်တလာကကိုကာကိုလာကိုပထမအကြိမ်တောက်သုံးလိုက်ကြတဲ့ကအရန်ကိုကြိတ်သွားခဲ့တာဖြစ်ပြီးကုမ္ပဏီကိုပါကောက်ဝဲချလိုက်တာပါရှင်။အဲဒီနောက်တခြားသူတွေလည်းတစ်ခါတော့တောက်လိုက်ရုံနဲ့တစ်သက်လုံးအဒီအချိုကြီးကိုစိုက်နှစ်သက်သွားမှာပဲဆိုပြီးတော့သူ့အနေနဲ့အပြည့်အဝယုံကြည်မှုရှိခဲ့ပါတယ်။တနေ့လုံးနေမှာဒေါ်လာ90ဘူးလောက်ရောင်းရတဲ့ဘွားကနေဒေါ်လာတန်ပေါင်းများစွာရောင်းချရတဲ့အထိသူကပြောင်းလဲပေးနိုင်ခဲ့ပါတယ်။19ရာစုနှောင်းပိုင်းလောက်မှာကိုကိန်းကိုတရားမဝင်ငွေအစီအဖြစ်တားမြစ်ဖို့လူတွေကပါတောင်းဆိုလာပါတယ်။ဒီအချက်ကကိုကာကိုလာအတွက်အရန်ကြီးမားတဲ့ထိခိုက်မှုဖြစ်ပေါ်စေခဲ့ပါတယ်။1899ခုနှစ်မှာတော့ကိုကာကိုလာကိုပိုကောင်းလာစေမယ့်အရွေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ကိုကာကိုလာဟာကမ္ဘာနံပါတ်1အချိုးကြီးဖြစ်သလိုကိုကာကိုလာကုမ္ပဏီဟာလည်းကမ္ဘာထိပ်ဆုံးစီးပွားရေးလုပ်ငန်း10ခုထဲမှာတစ်ခုအပါအဝင်ဖြစ်နေပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။